やっほーမင်္ဂလာပါပိုးပါကျမတို့ပေါ့ဒီတစ်ခါတော့အိမ်နားမှာဈေးလည်းနေတဲ့အတွက်ကြောင့်မို့ကျမတို့ဒီဈေးရုံမတွားခင်မှာဈေးထဲဝင်ပြီးတော့မှမုံညင်းဝယ်တယ်ပေါ့နော်မုံညင်းလေးတွေဒီဈေးမှာ900ပဲရှိတယ်အဲ့ဒါလေးဝယ်ပြီးတော့မှပေါင်းစားမှာဖြစ်ပါတယ်အခုကတော့မုံညင်းလေးကိုရွေးပါတယ်ရွေးပြီးတော့မှဝယ်နေပေါ့နော်ပါတယ်ရွေးပါတယ်ယူရဲကမှကျွန်မပတ်စံရှင်းဖို့လုပ်တယ်ပေါ့နော်ဆိုင်ရှင်နဲ့အလိုရှောက်တဲ့မရရဲတော့ဟိုဒီကင်မရာခိုင်ထားပြီးတော့ပဲပေါ်တာပဲရိုက်ရတာဆိုတော့ပေါ့နော်ဒီတိုင်းပဲကျွန်တော်လိုပဲရိုက်လိုက်ရတာမျက်စိနောက်တော့တောင်းမှပါတယ်ပြီးတော့ကျွန်မလမ်းလျှောက်ပြီးတော့မှပဲရုံးကိုသွားတယ်ပေါ့နော်ရုံးနဲ့အိမ်နဲ့ကကျွန်မအလွန်ဆုံး10မိနစ်အလွန်ဆုံးပဲနော်လမ်းလျှောက်ရတယ်ဆိုတော့လမ်းလျှောက်ပြီးတော့ပဲသွားပါတယ်ရုံးရောက်ပါပြီရုံးရောက်တော့ကျွန်မအရင်ဆုံးရုံးမှာမီတင်တက်ဆရာလောက်ဆရာရှိရလေးအရင်လောက်သွားလောက်တယ်ပေါ့နော်ပြီးတော့မှပဲလာချက်ပါပဲမုံငင်းပေါင်းလာချက်မယ်ပေါ့နော်အညာဘက်မှာတော့မုံငင်းပေါင်းလို့ပဲခေါ်ပြီးတော့မှမုံငင်းကိုပဲဒီဆန်းမုံနဲ့ပဲရိုးပေါင်းတာပါပဲဒါပေမဲ့အခုလောလောဆယ်ခုလည်းတော်တော်ဆယ်မှာချက်စားကြတယ်မုံငင်းပေါင်းလှုပ်စားကြတယ်ဆောင်းဝါဒီမှာဆိုပေါ်လဲပေါ်ရပေါ့နော်အဲဒါကြောင့်မလို့လေတရားလေးကိုရုံမှာပေါင်းစားတယ်ရုံကကလေးတွေကိုလည်းကျွေးပါတယ်။မင်းကြီးကိုအရင်ဆုံးကျမတို့မှာစစ်တင်ပြီးတဲ့နောက်မှာရေဖောဆေးလိုက်တယ်နော်။ဆေးပြီးတော့စစ်ထားလိုက်တဲ့အချိန်မှာကျမတို့မှာပေါင်းစရာစကားမရှိဘူးပေါ့နော်။အဲ့ဒါနဲ့ကျမတို့နီနာကပစားထဲမှာပဲဒီရဲ့ပေါင်းတဲ့စကားပေါ့နော်။အဲ့ဒါလေးတော့ဝယ်ပါတယ်။စကားလေးတော့ဝယ်ပြီးတော့မှအဲ့စကားနဲ့ပေါင်းမယ်ပေါ့နော်။အဲ့ဒါဝယ်တာကျမဘယ်လောက်8500လောက်9500လောက်မသိပေးရတယ်ပေါ့နော်အဲ့ပြီးတော့ကျမတို့တွေဟိုဒီပဲအေးလေးပဲဝယ်ပြီးတော့မှစကားတစ်ခုနဲ့ကျမတို့ပြန်ထွက်လာပါတယ်ပြန်ရောက်တဲ့ရင်းပေါင်းမှုပြင်တော့မယ်ပေါ့နော်အရင်ဆုံးဒီငပိရေဖြော်ရတာလေးတွေထည့်လိုက်တယ်နော်အဲ့ဒါတော့မရိုက်လိုက်ရဘူးပြီးတော့ဖြူရည်ချင်းရည်ထောင်းထားတယ်ထည့်တယ်ပြီးကျမတို့အရသာမုတ်စားချိုမုတ်ပေါ့နော်အဲ့ဒါလေးခံမှန်းကြည့်ပဲထည့်လိုက်တယ်ပေါ့နော်ကျမတို့ဒီလေးစီသုံးထားရတဲ့ကိုပဲရှားသားမုတ်လေးထည့်လိုက်တယ်ဒီငရုတ်ကောင်းဘူးပြထားပဲမြဲဒါမသုံးလိုက်ပါဘူးနော်ငရုတ်ကောင်းဘူးကျမမထည့်ပါဘူးရှင်ပြကျမတို့ဘဝလေးနေပြီးပေါ့နော်အရန်ကြီးနွမ်းပြီးတော့ခြေသွားအောင်ဒီမနေသေးဘူးပေါ့နော်အကုန်လုံးရသားနှံ့အောင်လေးပဲဘဝလေးပဲနေပြီးပါတယ်နေပြီးလို့ရှိရင်ကိုကျမတို့နေတာလေးပြီးတော့နှံသွားပြီးချိန်မှာဆန်းမုံလေးတွေကိုထည့်ပါတယ်ဆန်းမုံလေးမှာနှစ်ခါလောက်ခွဲပြီးတော့ထည့်တယ်ပေါ့နော်နှစ်ခါသုံးခါလောက်ခွဲပြီးတော့ထည့်တယ်အကုန်လုံးပေါင်းကိုကျမတို့အဲ့ထမင်းစားစွန်းနဲ့8စွန်းလောက်သုံးထားတာပေါ့နော်8စွန်းမမောက်လောက်သုံးထားတယ်အခုဒါပထမတစ်တုပ်ထည့်ပြီးတော့ပြန်နှံ့အောင်ပြန်မှွေတယ်မှွေပြီးလို့ရှိရင်လည်းနောက်ထပ်ပြီးတော့မှဆန်းမုံထည့်ပြီးတော့မှနောက်တစ်ခါထပ်ပြီးတော့မှနေမယ်ပေါ့နော်ဆမ်းမောင်လောက်တစ်ချိန်ထပ်ထည့်ပြီးတော့မှနေပါမယ်ဒီလောက်ဆိုရင်တော့ဆမ်းမုံလေးတွေနဲ့မုံညင်းရွက်လေးတွေနဲ့ကအရသာလေးတွေရောနှံပြီးတော့မှစီစီလေးဖြစ်သွားပြီပေါ့နော်ရန်လည်းရွှဲဖြစ်မနေဘူးပေါ့နော်အဲ့လိုစီစီပပိုင်အနေထားလေးအကောင်နှံတော့တဲ့အနေထားလေးဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဆိုရတော့ပါပြီအဲ့ဆိုကျမတို့ကအရင်ဆုံးရင်နွေးနဲ့ပဲတုံးလိုက်တယ်ပေါ့နော်ရင်နွေးကိုမှအဲ့ဒီအိုးတစ်ခုထဲမှာထည့်လိုက်တယ်ထည့်ထားတဲ့ဟာကိုပဲကျမတို့ဒီအောက်မှာအပူပေးတဲ့ဟာပေါ်တည်ပြီးတော့တည်လိုက်တယ်ပေါ့နော်အဲ့ဒီပေါ်မှာတင်လိုက်တယ်ဒါကိုတည်ပြီးတော့ကျမတို့အဲ့ဒီကိုပဲမုံညင်းနေထားတဲ့ဟာလေးလာထည့်ပြီးတော့မှပေါင်းမယ်ပေါ့နော်အမှကျွန်တော်တို့မုံညင်းကုံလုံးထည့်ပြီးတဲ့အချိန်မှာတော့အလဲမှာလေထွက်ပေါက်လိုမျိုးလေးပေါက်ကလေးတစ်ခုပေါ့နော်ချွေးတွေမခိုးအောင်လို့မို့ပေါက်လေးတစ်ခုခြံထားပြီးတော့မှကျွန်တော်တို့ထဲပေါင်းပါမယ်ရင်တွေရလည်းပူပြီးသားပူလေးထားပွက်ထားပြီးသားဆိုတော့အရန်ကြာကြီးတော့ပေါင်းစရာမလိုတော့ဘူးပေါ့နော်အဲ့လေးအုပ်ထားပြီးတော့ကျွန်တော်တို့ဒီ
အလွန်ဆုံး15မိနစ်အလွန်ဆုံးပဲပေါ့နော်အဲ့လိုရှင်တစ်ဖက်စီကိုလှန်လိုက်မယ်ပေါ့နော်အဲ့ချိန်လေးရောက်သွားပြီဆိုရင်နောက်တစ်ဖက်လှန်ထားတဲ့ဟာကိုတော့5မိနစ်လောက်ပဲထပ်ပေါင်းလို့ရှင်တော့ကြာပြီပေါ့နော်5မိနစ်ထပ်ပေါင်းပြီးတဲ့အချိန်မှာတော့ကျမတို့ရဲ့မုံညင်းပေါင်းလေးကတက်သွားပြီဖြစ်ပါတယ်။ရတာအနေထားလေးကိုမြည်ကြည့်ပြီးတော့မှအဆင်ပြေဆိုရင်တော့ကျမတို့စီစိမ့်လေးနဲ့စားပဲရတယ်။စီချက်ကလေးချက်ပြီးတော့မှကြတုံဖြူစီချက်ကလေးချက်ပြီးတော့မှထည့်စားမယ်ဆိုရင်လည်းအရင်စားကောင်းပါတယ်။မြုပ်တီးစီချက်ပေါ့နော်။မြုပ်တီးလှော်မုတ်လေးကိုပဲစီချက်ကလေးလောင်းထားတဲ့စီချက်ကလေးနဲ့စားရင်လည်းအရင်ကောင်းတယ်ပေါ့နော်။ကျွန်တော်အညာဘက်မှာဆိုရင်လည်းခန်းညင်လေးပေါ့နော်ခန်းညင်လေးကိုမှပန်ထွေးဖြော်လိုမျိုးလေးအချင်းစက်ကလေးဖြော်ပြီးတော့မှလည်းစားတယ်အဲ့ဒါနဲ့လည်းအရင်လိုက်တယ်ပေါ့နော်ဒါဆိုရင်လည်းချက်တော်ရဖြစ်ပါတယ်ဆုံးလေးကျေးဇူးပေးရတဲ့တရားစီတာဝန်ကျေးဇူးများတင်ပါတယ်ရှင်ပကပကBye bye. See you in the next video. Thanks for watching.